ညာအိတ်တဲ့ခါကျရင်ရှော့လာ မဖြတ်ပါဒီ အဲ့ဒါနဲ့အိတ်ရโอ้ အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့မြန်မာနိုင်ငံဘွားတိုင်းရင်းသားတွေကိုထိုင်းနိုင်ငံမှာလူသားပြတဲ့အနေနဲ့ထားရှိထားတဲ့ဒါရွာလေးကိုတွားရောက်လေ့လာကြမှာဖြစ်ပါတယ်အထဲမှာသူတို့ဘယ်လိုပုံစံမျိုးလေးနေထိုင်ကြရတယ်ဘယ်လိုလောက်ကင်စားတောက်ကြလဲဆိုတော့ကျွန်တော်လည်းတူတူတွားရောက်လေ့လာကြပါမယ် Let's go တွားကြည့်ကြရအောင်ကဲကိုကျွန်တော်တို့အရင်ဆုံးရောက်တာဆိုတော့ကျွန်တော်အာခါလူမျိုးစုတွေဒါနေထိုင်တဲ့ရွာလေးပေါ့နော်ครับสวัสดีครับพี่เป็นพม่าเหรอครับพ่ออาคาคนไทยอ๋อคนไทยก็ဒီမှာကျတော့ကျွန်တော်တို့အာခါလူမျိုးတွေကျတော့ကျွန်တော်ထိုင်းမှာလည်းရှိရပေါ့နော်ကျွန်တော်မြန်မာနိုင်ငံမှာလည်းရှိတယ်ဒီမှာသူတို့ရဲ့အဓိကရောင်းတာလေးကြောင့်သူတို့ကိုယ်တိုင်လက်လုပ်ပစ္စည်းလေးပေါ့လေအဓိကတင်ပြီးတော့ရောင်းကြတာမှာဟိုအများကြီးပဲရေအောင်မရှင်နိုင်အောင်10ကျော်လောက်ဖြစ်ပြီဆန် တက်ရွယ်လိုက် ဟောကျွန်တော်ဒီမှာရှိတဲ့လူမျိုးတွေကြတော့ကျွန်တော်တို့ကရမ်းရှိတယ်လီးစုရှိတယ်အာခါမျိုးနွယ်စုတွေရှိတယ်ပေါ့နော်သူတို့ရဲ့ဒီနေပုံထိုင်ပုံလေးရလဲဒီလိုတဲလေးနေပေါ့အဲ့ဒါမှလည်းလာရောက်လဲပတ်တဲ့သူတွေအနေနဲ့ဒါဒီလိုသူတို့ရဲ့ဒီနေထိုင်မှုစတိုင်ကိုမြင်ရမှာပေါ့လေဒါကိုယ်တိုင်ရက်ပြီးတော့ဒီမှာရောင်းလာ ရကန်လိုမျိုးပေါ့နော်ဒါလေးနဲ့သူတို့ဘယ်လိုတစ်ပတ်တူပါလဲ ကျွန်တော်ဒီမှာကျတော့သူတို့ကန့်သက်ထားရပါတော့အခုကစိုက်နေအကုန်လုံးလိုက်ကြည့်လိုက်လို့ရှိရင်ကျွန်တော်ပုံစံတူတွေကြီးပဲဒီလိုကရန်ရဲ့ဒီရိုးရအစားအစာရပါညာသူတို့ရောင်းပိုင်ဝင်မပေးထားဘူးပေါ့နော်အဲ့ဒါဆိုတော့ဒီပေါ်လာလဲမယ်ဆိုလို့ရှိရင်တော့ဒါပစ္စည်းတွေကဘယ်ဆိုင်ဝင်အကုန်လုံးကဒါမျိုးကြီးပဲရောင်းနေကြတဲ့ပုံစံမျိုးဖြစ်နေတာပေါ့လေရတယ်ဒါတို့လိုအနေဘက်တွေမှာဆိုလို့ရှိရင်ဒါဆက်မှုန့်နေပါညာထောင်းတာတို့ပါဒီမှာရှိတဲ့အိမ်ပုံစံလေးကကျတော့ကျွန်တော်မြန်မာနိုင်ငံမှာဖွံ့ဖြိုးသေးတဲ့ဒေသတွေမှာဆိုလို့ရှိရင်အခုလိုပုံစံမျိုးလေးနေဒါအခုလက်ရှိနေရတော့ပေါ့နော် ဒါစီတူ ဟုတ်လားနေသားကြပါ အဲ့ဒီတန်းနေရ ဟိုလေညာအိတ်တဲ့ခါကျရင်ရှော့လာ မဖြတ်ပါဒီ အဲ့ဒါနဲ့အိတ်ရ ဒီ โอ้ ဒီ 哦ကျင်သားရပါတယ်နော် ဒီမှာနေရကြပြီလား တောင်း ရို နေ က်တယ် 3နှစ်လား 3နှစ်အားလုံးကအတူတူလောက်ပဲနော်နှစ်တည်းอ่ะလေမေးကြည့်တာ3နှစ်တို့4နှစ်တို့ မြန်မာနိုင်ငံပြန်ကျင်လား ပြန်ကျင်လား ပြန်ကျင် ပြန်ကျင်တယ် နောက်မှပြန် နောက်မှပြန် ကျွန်တော်တို့တခုစိတ်မကောင်းတာပေါ့လေအခုလိုလူမျိုးတွေကကြတော့ကျွန်တော်တို့ဒါမြန်မာနိုင်ငံရဲ့ဒါတမိုးထားမဲ့အရင်းမြစ်လို့ပြောလို့ရရပါလေမြန်မာနိုင်ငံမှာအခြေအနေမျိုးမျိုးကြောင့်ကျွန်တော်တို့ဒီဘက်ကိုခိုးလုံပြီးတော့ဒါသူများနိုင်ငံရဲ့ဒါအရင်းမြစ်ပုံစံမျိုးဖြစ်သွားကြတယ်မြန်မာနိုင်ငံမှာနဲတဲ့နဲလာပဲအနေထားပေါ့လေထိုင်းနိုင်ငံမှာဆိုလို့ရှိရင်နေရာတော်တော်များများမှာအခုလိုကရန်လူမျိုးတွေရောကရောတွေပေါ့နော်အဲ့လိုလူမျိုးတွေကိုတော်တော်များများပေါ့နော်နေရာတွေတော်တော်များများမှာဒါထားရှိပြီးတော့ဒါပြတိုက်အနေနဲ့ဟိုသူတို့လောက်ကင်စားတောက်နေကြတာပေါ့လေအဲ့လိုမျိုးတွေရှိလာပြီနောက်ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံအရင်းမြစ်ကနေပြီးတော့ဒါထိုင်းနိုင်ငံရဲ့အရင်းမြစ်ပုံစံမျိုးတော့ဒါဖြစ်သွားနိုင်တယ်ပေါ့လေအဲ့ဒါလေးတခုတော့ဒါစိတ်မကောင်းစရာပါ အေးမတတ်တာလို့ပဲနေကြတာ ဖြစ်နိုင်တော့ပြန်အချိန်နေကောင်းတော့ကိုဟာနဲ့ကိုပီမွေးနေကိုပြန်လောက်စားတောင်ရပါညာဖြစ်ပေါ့နော် အမှပဲပြောတာနော် ပြောတယ် ကဲကျွန်တော်ခီးစဉ်ကတော့ဒီလောက်ပါပဲတကယ်လို့ရှင်းမိုင်လာနိုင်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့မြန်မာပြည်ဘွားတွေရှိတဲ့ဒါဒီနေရာလေးကိုလည်းလာရောက်လေပတ်လို့ရတယ်ပေါ့နော်သူကဝင်ကြီးတူကတော့တစ်ကက်ကိုသူက300ပေးရတယ်ဆိုတော့ကျွန်တော်တို့မြန်မာပြည်ဘွားမြန်မာစကားတွေပြောပြီးတော့ဒါလာရောက်လေပတ်မယ်ဆိုလို့ရှိရင်ဒီနေရာလေးကိုလာရောက်လေပတ်လို့ရပါတယ်အခုလို့ရှင်းမိုင်ရဲ့လက်ပတ်ဆရာနေရာတွေကိုစိတ်ဝင်စားတဲ့မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ page လေးကိုလည်း like and follow လေးလုပ်ပြီးတော့စောင့်ကြည့်လို့ရပါတယ်ကျွန်တော်အောင်ထပ်ပါနောက်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြပါမယ်ခင်ဗျာ